မပွားရင်ဖြစ်တတ်တာလေးတွေကျမ်းဂန်ကသတိပေးထားတယ်သတိပေးထားတော့အဲ့ဒီဖြစ်တတ်တာလေးတွေကိုသတိထားရတာပေါ့လေမုန်းတဲ့လူကိုအစဆုံးပွားရင်မေတ္တာစိတ်ဖြစ်ပါမလားမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးအလွန်ချစ်တဲ့လူကိုပွားပြန်လို့ရှိရင်လည်းပဲပထမဆုံးပွားရင်ပထမဆုံးပွားတာပြောတာပထမဆုံးပွားလို့ရှိရင်လည်းပဲသူ့ကိုယ်ကအင်မတန်ချစ်ခင်နေတာဖြစ်တဲ့အတွက်မကြီးကျွယ်ပဲချစ်ခင်တာပေါ့လေမိတ်ဆွေတငယ်ချင်းတို့ကြီးကိုမောင်နှမတို့လို့အဲ့လိုချစ်ခင်နေတာဖြစ်တဲ့အတွက်ပွားရင်နဲ့သူ့ကျမ်းမာပါစေချမ်းသာပါစေငါမိတ်ဆွေကျမ်းမာပါစေချမ်းသာပါစေကိုယ်စီရဲ့စိတ်ဆင်းရဲကင်းပါစေစစဆင်ပြေပါစေငါမိတ်ဆွေကျမ်းမာပါစေချမ်းသာပါစေလို့ပွားရင်နဲ့စိတ်ကသူခံစားရတဲ့ပြဿနာတို့ဒုက္ခတို့ဆုံးရှုံးမှုတို့အဲ့လိုရောက်သွားတတ်တယ်ရောက်သွားလို့ရှိရင်ကိုယ်ကသူ့ကိုချစ်ခင်နေတာဖြစ်တဲ့အတွက်သူရဲ့ဒုက္ခကိုရင်းစားပြီးတော့ကိုယ်ပါစိတ်မချမ်းသာဖြစ်တတ်တယ်အဲ့လိုစိတ်မချမ်းသာဖြစ်ရင်မေတ္တာစိတ်မဖြစ်တော့ဘူးစိတ်မချမ်းသာတဲ့စိတ်ကဆုံးနေသောဒေါသခေါ်တယ်မေတ္တာစိတ်ရဲ့ဆန့်ကျင်ဘက်ပဲဆုံးနေသောဒေါသရောတက်ကြွသောဒေါသရောမေတ္တာရဲ့အနိကယံသူပဲစိတ်မချမ်းသာခြင်းဒေါမနတဆိုတာဆုံးနေသောဒေါသမေတ္တာရဲ့ယံသူတခါအမျက်ထွက်ခြင်းစိတ်ဆိုးခြင်းဒေါသဆုံးနေတက်ကြွတဲ့ဒေါသအဲ့ဒီဒေါသလည်းမေတ္တာရဲ့ယံသူပဲအဲ့ဒီဒေါသနှမျိုးတစ်မျိုးမျိုးဖြစ်ရင်မေတ္တာစိတ်မဖြစ်တော့ဒါကြောင့်အဲ့ဒီမိမိအလွန်ချစ်ခင်တဲ့ပုဂ္ဂိုလ်ကိုအစအဦးဆုံးမပွားပါနဲ့တဲ့အခုပြောတယ်လို့ပွားရင်ကနေပြီးမိမိစိတ်ကသူ့ရဲ့ဒုက္ခတွေသူ့ရဲ့ပြဿနာတွေဆုံးရှုံးမှုတွေစသည်ပွားစဉ်းစားမိရင်စိတ်မချမ်းသာဖြစ်မှာမို့ဖြစ်တတ်တာမို့မေတ္တာစိတ်မဖြစ်တတ်ဘူးအစဆုံးမပွားပါနဲ့သို့တော့ကိုမေတ္တာပွားလို့နိုင်နေတဲ့အခါကျရင်တော့သူ့ကိုပွားပါရပြီထို့သူပဲမဟုတ်သူလည်းဒီတိုင်းပဲကိုမေတ္တာပွားတဲ့မေတ္တာဘာဝနာနိုင်နေတဲ့အခါပွားလို့ရှိရင်တော့အဲ့ဒီပုဂ္ဂိုလ်ပေါ်မှာလည်းပဲမေတ္တာစိတ်ဖြစ်နိုင်ပြီပွားလို့ရတယ်သို့တော့ပထမဆုံးအနေနဲ့တော့မပွားပါနဲ့မဖြစ်ဘူးနောက်မချစ်မမုန်းအလယ်လတ်ပုဂ္ဂိုလ်ပြီးကျွမ်းရုံများပုဂ္ဂိုလ်ပေါ့မစ္ဆဒပုဂ္ဂိုလ်ခေါ်တယ်သူ့ကိုချစ်သည်လည်းမဟုတ်ဘူးမုန်းသည်လည်းမဟုတ်ဘူးသူ့ကိုသိနေတာပဲရှိတယ်ကိုတရားထင်နေလို့သူကဘယ်နေရာဘယ်အိမ်ကနေနေတာပဲဘယ်ယုံသွားတယ်ဘယ်လို့သွားလိရှိတယ်ဒီလောက်ပဲသိတယ်သူ့ကိုကမုန်းတာလည်းမဟုတ်ဘူးချစ်ခင်တာလည်းမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်ကိုမချစ်မမုန်းအလယ်အလတ်ပုဂ္ဂိုလ်မစ္ဆဒပုဂ္ဂိုလ်ခေါ်တယ်အဲ့သူလည်းပဲပထမဆုံးမပွားပါနဲ့တဲ့ပွားရင်ကိုကသူ့ကိုချစ်သည်လည်းမဟုတ်မုန်းသည်လည်းမဟုတ်အလယ်လတ်ပဲသဘောထားတာဖြစ်တဲ့အတွက်မေတ္တာစိတ်မဖြစ်နိုင်ဘူးတဲ့ဖြစ်ဖို့ရတော်တော်ကြိုးစားယူရတယ်ဒါကြောင့်ပင်မနဲ့တဲ့အဲဒါကြောင့်သူ့လည်းပထမဆုံးမပွားပါနဲ့တဲ့မိမိမေတ္တာပွားတာနိုင်နေပြီဆိုလို့ရှိရင်တော့ပွားပါသူပွားလို့လည်းရတယ်တဲ့ထို့ဒီပဲယံမှုကိုလည်းပထမဆုံးမပွားပါနဲ့တဲ့ယံမှုပထမဆုံးပွားရင်မေတ္တာအစာဒေါသပဲဖြစ်နေတတ်တယ်တဲ့မိမိမေတ္တာပွားမှုနိုင်နေလာတဲ့အခါကျယံမှုလည်းပွားပါမေတ္တာစိတ်ဖြစ်ပါတယ်ဒါဘုန်းကြီးတို့မေတ္တာပွားတဲ့ယောဂီတွေကိုတွေးပါပဲဘုန်းကြီးတို့မေတ္တာလေ့ကျင့်ပြတဲ့ယောဂီတွေတချို့အဲ့ဒါကိုတွေးအဲ့ဒီသူတို့ရဲ့ကိုယ်တွေလေးတောင်မှဘုန်းကြီးအခြေပြိုးဗုဒ္ဓဘာသာမေတ္တာဘာဝနာအခမ်းမှာထည့်ပြီးရေးထားတယ်မေတ္တာဘာဝနာအခမ်းမှာဒီတော့အဲ့ဒီပုဂ္ဂိုလ်တွေဟာအစာအုပ်ဆုံးမပွားရမယ့်ပုဂ္ဂိုလ်တွေဒါကြောင့်မုန်းသူစင်စစ်အလွန်ချစ်မချစ်မမုန်းသူရန်သူထဲက၄ယောက်မှစစွာမပွားဘူးအဲ့ဒါပြောတာကိုင်ဆိုသမောင်မုန်းသူ
ပါသုံးခေါက်မေတ္တာပွားမှုနိုင်နေတဲ့အခါကျမှပဲပွားပါလိမ်မတူဘူးဆိုလို့ရှိရင်ဩဒီအနေနဲ့သီးသန့်ပိုင်ခြားမပွားပါနဲ့လိမ်ဆိုတာအသွင်အပြင်လို့အဓိပ္ပာယ်ရအသွင်အပြင်မတူတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ဩဒီအနေနဲ့ပိုင်ပိုင်ခြားခြားမပွားပါနဲ့အမျိုးသားနဲ့အမျိုးသမီးအသွင်ပြင်တူသလားမတူတော့အမျိုးသမီးကအမျိုးသားကိုအမျိုးသားကအမျိုးသမီးကိုသီးသန့်ပိုင်းခြားပြီးဩဒီအနေနဲ့မပွားပါနဲ့ပွားလို့ရှိရင်မေတ္တာအစာတတ်မဲ့စိတ်ဖြစ်တတ်ပါတယ်အဲဒါကြောင့်မပွားပါနဲ့သို့တော်လည်းမေတ္တာပွားမှုနိုင်နေတဲ့အခါကျရင်တော့ပွားလို့ရပါတယ်ဒါလည်းဘုန်းကြီးတို့ယောဂီတွေမေတ္တာပွားတဲ့ယောဂီတွေကိုတွေးပါပဲနိုင်နေတဲ့အခါကျတော့တတ်မဲ့စိတ်မဖြစ်ပါဘူးမေတ္တာစိတ်ပဲဖြစ်တာပဲကျမ်းဂန်ကတော့အဲ့ဒါဖြစ်တတ်တာသတိပေးထားတာလိမ်မတူကသီးပိုင်ချမပွားရသူသေတဲ့လူကိုလည်းပဲဩဒီအနေနဲ့ပိုင်ချတတ်မှမပွားပါနဲ့တဲ့သူ့ပွားလို့သမာဓိမဖြစ်ပါဘူးတဲ့။ဘာကြောင့်လဲလို့ဆိုတော့သေတဲ့လူသေသွားဘယ်ဘဝဖြစ်တယ်လို့ကိုသိတာ။မသိဘူးသူကနတ်ပြည်ဖြစ်နေတယ်ကိုကလူပြည်မှာဖြစ်မှာပဲဆိုပြီးလူပြည်အာယုံပြုသူ့ကိုပွားနေတယ်။ခောက်ရတခြားရှာရတလွယ်ဖြစ်မနေဘူးလား။အဲ့တော့မေတ္တာစိတ်ဖြစ်ပါမလား။မဖြစ်ဘူး။ဩဒီအနေနဲ့ပိုင်းခြားသတ်မှတ်မပွားပါနဲ့ဆိုဒါဖြင့်အနောဒီအနေနဲ့ပိုင်းခြားသတ်မှတ်မှုမရှိတဲ့မေတ္တာအနေနဲ့တော့ပွားရမလားမပွားရဘူးလားပွားရတာပေါ့သူတ attva အလုံးနဲ့မပါဘူးလားဘယ်ဘုံဘယ်ဘဝမှာဖြစ်နေတဲ့ attva အလုံးနဲ့ပါတယ်အလုံး attva တွေကျမ်းမာကြပါစေချမ်းသာကြပါစေကိုယ်ဆင်းရဲကင်းကြပါစေစိတ်ဆင်းရဲကင်းကြပါစေသာသာအရာရာအဆင်ပြေကြပါစေအဲ့ထဲတော့သူပါမသွားဘူးလားအရာအနောဒီအနေနဲ့တော့ပါနေပြီဩဒီအနေနဲ့သာမပွားနဲ့အဲ့ဒါလေးတွေသူဝိထုတာရကအကြောင်းအရာလေးတွေနဲ့ဝိသုဒ္ဓိမေကဖော်ပြထားပါတယ်ဒါမဲ့သဘောပေါက်နေတဲ့ဆိုဝိထုတာရကမလိုပါဘူးအချိန်ရရင်တော့လည်းပဲနားထောင်ရတာဘ ਹੁ တုဒ္ဒဖြစ်တာပေါ့လေအချိန်တိုးလို့ဆိုတော့ဝိထုတာရကမလိုပါဘူးလိမ်မတူကသီးပိုင်ချမပွားရသူသေသူမှန်ကဘယ်တော့မှပွားရမဖြစ်ဘူးအဲ့ဒါကဩဒီအနေနဲ့ပွားတာကဲအစကပြန်ဆိုသမမုံသူစင်ဘယ်ပုဂ္ဂိုလ်ကစပွားရပါမလဲလို့မေးเสียရှိတယ်ပ
ထမဆုံးမိမိကိုသက်သေထားပြီးပွားပါကျန်ကသက်သေလို့ပဲဆိုပါတယ်လူရင်းကတော့ကိုချင်းစာစိတ်ဖြစ်အောင်ပွားတော့ပါပဲငါကျမ်းမှာချမ်းသာခြင်းလို့တတ္တဝါတွေကျမ်းမှာချမ်းသာကြပါစေငါကိုယ်ဆင်းရဲစိတ်ဆင်းရဲမရှိခြင်းလို့တတ္တဝါတွေကိုယ်ဆင်းရဲစိတ်ဆင်းရဲမရှိပါစေနဲ့ကိုချင်းစာစိတ်ဖြစ်ပေါ်ပြီးတော့မေတ္တာပွားမေတ္တာစိတ်ပေါ်အောင်လို့တတိဖြစ်ပွားရတာအဝေရောဟောမိငါဘေးရန်ကင်းရပါလို့ဤအဟံအဗျာပိဇောဟောမိငါစိတ်ဆင်းရဲကင်းရပါလို့ဤအဟံအနိကောဟောမိငါကိုယ်ဆင်းရဲကင်းရပါလို့ဤအဲ့လိုပွားပြီးတော့မှမိမိကိုယ်ကိုပွားပြီးတော့မှသူတစ်ပါးတွေပွားပါတဲ့အဲ့ဒါအဲ့လိုပွားလို့ရှိရင်ငါကိုယ်ဆင်းရဲစိတ်ဆင်းရဲကင်းရတယ်လို့တတ်တော်ရည်လေကိုယ်ဆင်းရဲစိတ်ဆင်းရဲကင်းရပါစေလို့မေတ္တာစိတ်ဖြစ်ပေါ်လွယ်တယ်တဲ့တက်တည်ထားတယ်ဆိုတော့ကိုယ်ချင်းစာစိတ်ပေါ်အောင်လုပ်တာပထမဆုံးမိမိကိုယ်ကိုပွားပါတဲ့သို့တော်လည်းအကြာကြီးမပွားပါနဲ့တဲ့ဘာကြောင့်လဲဆိုတော့မိမိကိုယ်ကိုပွားခြင်းအားဖြင့်အားကောင်းတဲ့တမာတိမဖြစ်နိုင်ပါဘူးတဲ့စိတ်မငြိမ်နိုင်ပါဘူးဒီတော့မိမိကိုယ်ကိုဆိုကြပါစို့1မိနစ်2မိနစ်လောက်ပွားလိုက်ပြီးတော့မှအမေပွားတယ်ဆိုအမေချမ်းသာပါစေချမ်းသာပါစေကိုယ်ဆင်းရဲစိတ်ဆင်းရဲကင်းပါစေစသဆင်ပြေပါစေအမေဘေးကင်းပါစေရန်ကင်းပါစေဆွေရင်ကင်းပါစေကိုဆွေရင်ကင်းပါစေကြည်လင်ရွှင်လန်းအမေချမ်းမြေပါစေအဲ့လိုပွားထို့တူပဲအနောတိခေါ်တဲ့တတ္တဝါအလုံးပွားလဲအဲ့လိုပါပဲပထမကိုသက်သေဖြစ်ပွားလိုက်ကိုချင်းစာစိတ်ပေါ်အောင်2မိနစ်လောက်ပြီးတော့တတ္တဝါအလုံးပွားအခုဩဒီအနေနဲ့တစုံတစ်ခုကိုပိုင်းခြားတပ်ပွားသတ်မှတ်ပြီးပွားတဲ့အခါလဲဒီလိုပဲပထမမိမိကို2မိနစ်လောက်ပွားလိုက်ပြီးရဲ့ကိုမိတ်ဆွေတငယ်ချင်းပွားတဲ့ဆိုမိတ်ဆွေတငယ်ချင်းစီစိတ်အာယုံပြုပြီးတော့သူကျမ်းမှချမ်းသာစေဖို့ဆင်းရဲနှလုံးသွင်းပွားဒီလိုမဟုတ်လို့ကိုဆရာသမားကိုရဲ့ဆရာတော်ကိုရဲ့ဘုန်းကြီးယဟန်ပွားရနေဆိုလို့ချင်းလည်းအဲ့ဒီဘုန်းကြီးယဟန်စီအာယုံပြုစိတ်အာယုံထားပြီးတော့ကျမ်းပါစေချမ်းသာပါစေကိုဆင်းရဲစိတ်ဆင်းရဲကင်းပါစေစသဆင်ပြေပါစေအဲ့ဒါလိုထပ်ခါဆိုပြီးထပ်ခါဆင်းရဲနှလုံးသွင်းပွားများတော့မိမိတဏ္ဍာမှာသူ့ချမ်းသာစိတ်လို့တဲ့မေတ္တာစိတ်ဆင်းရဲကင်းစေလို့မေတ္တာစိတ်အဲ့ဒါဖြစ်ပွားလာတာကိုဟာကိုအဲ့ဒီခါကျတော့သိတယ်အဲ့ဒီမေတ္တာစိတ်ဖြစ်ပြီးဆိုလို့ချင်းစိတ်ကပြောလာတယ်ကြီးလာတယ်ကြည်နူးလာတယ်တန်ရှင်းလာတယ်စင်ကြဲလာတယ်အစုံတစ်ခုသောအတိုင်းထားပြီးတည်ငြိမ်လဲတည်ငြိမ်လာတယ်အထူးသဖြင့်တော့မေတ္တာစိတ်တကယ်ဖြစ်ပြီးဆိုအမြဲတမ်းပြောနေတာမေတ္တာပွားတဲ့ပုဂ္ဂိုလ်ကအခါတည်းရန်ဆိုလို့ရထိုင်ပြီးမေတ္တာပွားရင်လည်းသူကပြုံးနေတာဘေးကနေကြည့်ရင်ဘယ်နဲ့ဒီယောဂီကလည်းတရားထိုင်မှဆိုပြုံးနေတယ်အဲ့လိုထင်ရတယ်တရားထိုင်မှဆိုပြုံးနေတယ်အဲ့ဒီမေတ္တာဓာတ်ကြောင့်စိတ်ကငြိမ်းချမ်းအေးမြတော့ခန္ဓာကိုယ်ကလည်းပဲရုပ်ပါငြိမ်းချမ်းအေးမြတဲ့ခါကျတခါတည်းရတကယ်တောင်ချမ်းသာတာရှိတယ်ဒီဘုန်းကြီးတို့ဒီမှာကိုပဲအဲ့ဒါလိုမေတ္တာပွားရင်ຫນွေခါပဲချမ်းသာလို့မလို့အနန္တတပည့်ကောက်ချုံတဲ့ယောဂီတောင်ရှိတယ်